ချစ်ပေါ်တို့အတွက်တပတ်စာလေးတင်ပေးလိုက်ပါတယ်နော်နှစ်လပိုင်းတစ်လလုံးကပြည့်ရမရှိဘူးဆိုတဲ့အတွက်ဒီတပတ်လည်း9ရက်ပြည့်ပါတင်နေကြမြူကနန်းလေးရဒီတပတ်6ကိုပါအဲ့ဒါလည်းတပင်းမှမဖောက်သေးပါဘူးနော်ဆွေးစားတင်တဲ့အချိန်နဲ့က6ကိုပကနန်းကင်ကျင်တဲ့လူက6ကိုနှလုံးနဲ့ကတစ်လုံးကင်ရင်အဆင်ပြေနိုင်ပါတယ်နော်6ကိုက2ကြိမ်နဲ့အထက်ပြက်ပင်မရှိသေးပါဘူးနော်နောက်ဒီဟာကအင်္ဂါအထိကခွန်တလုံးခွန်ပရိတ်ဒီဟာကလည်းပြက်ပင်မရှိသေးပါဘူးခွန်တလုံးခွန်ပရိတ်ကင်လို့ရပါတယ်နော်6ကိုဆိုရင်နှလုံးဆိုရင်အကွက်38ကွက်ကင်ရမယ်ခွန်တလုံးခွန်ပရိတ်ကတော့အကွက်30ကျပါမယ်နော်အကွက်29ကွက်ပေါ့နော်အဲ့တော့ကြိုက်တာလေးကင်လို့ရပါတယ်အင်္ဂါအထိကိုပတ်စံများနဲ့ရင်းနိုင်ရင်တော့အဲ့လိုရင်းလို့ရပါတယ်နော်ဗုဒ္ဓဝူအထိကို3590အခွေနောက်38 break ပါအင်္ဂါကနေစပြီးမွေးပါ93 break ဒီ93 break ကိုစိတ်မပြတ်ပါနဲ့ဒီတစ်ပတ်လည်း93 break ဆွီတွေ့ပါတယ်နော်5 break ကို3ချိန်နဲ့အထက် break တစ်ခုက3ချိန်နဲ့အထက်တွေထွက်ထားရင်ဒီတစ်ပတ်5 break က5ချိန်တောင်ထွက်ထားတဲ့အတွက်နောက်ပတ်မှာအပူပါဝါနှက်ခတ်ကြပါမယ်ပြန်ကြဒီ16လို့တပတ်အတွင်းကြာထားတဲ့အတွက်2.49အခွေနဲ့2.16အခွေကြာပါတယ်နော်2.49အခွေကတော့မပြတ်ပါဘူး2.16အခွေကတော့2ပတ်လောက်ပြတ်ဖူးပါတယ်နော်နောက်ဒီဟာလေးကအပတ်တိုင်းမှန်နေတာပါနော်ဆရာလူတရရဲ့အခွေလေးပါသူကတနင်္လာညနေနောက်ပိတ်ကနန်းကိုဒီတပတ်63ဆိုတဲ့အတွက်3နောက်ပိတ်ကိုရှေ့တစ်လုံးယူပြီးတော့2345အပူပါခွေအဲ့ဒါအပတ်တိုင်းကြာနေပါတယ်နော်စီတဲ့သူပြတွေကကြည်နေတာတပတ်မှမမှားပါဘူးဆရာလူတရပြတယ်လို့ဆရာရွှေပါဇက်ကလည်းပြပါတယ်နော်အဲ့ဒီအပင်လေးကလည်းလိုအပ်တဲ့နေ့မှာကင်လို့ရအောင်လို့စီတင်ပေးလိုက်တာပါနော်အင်္ဂါမကျော်နဲ့ဗုဒ္ဓဝူအထိဒီမြူကနန်း6ကိုနဲ့ခွန်တလုံးခွန်ဘရိတ်ကတော့ကင်တဲ့နဲ့ဟာလေးပါနော်ကြိုက်ကနန်းရှိရင်အဲ့လိုလေးနဲ့ကတ်ထိုးပါခွန်တလုံးခွန်ဘရိတ်ကတော့အင်္ဂါထီဆိုတော့4ချိန်နဲ့ဆိုတော့ကင်လို့ပိုကောင်းပါတယ်နော်ဆွီတပတ်စာတင်ပေးလိုက်တာပါနော်